လောက်ပြီခလေးလောက်ပြီအခုပဲထမင်းစားတာလေဟမ်ဒီခဏကိုယူအမြဲတမ်းချီရအေးသွားပြီမသွားပြီဟမ်ချီပြမထားတပီ तू အဲ့လိုလုံးလိုက်တာလေတလားဟိုစဘောလီလည်းမွတ်ထားအောင်ဘာနာဝါလားအေးထမင်းစားထားအောင်ခါနာဝါရတယ်တပီပြန်ကောင်းအောင်ပြန်ချီခိုင်းလိုက်တိတ်ပြချီလိုက်အယိုးလေးကျဟိုတယောက်လည်းကြောအဲသားနေစော့တာကြီးဒီနေ့ကကိုရှင်းပါလားဘာရေးလို့မတဲ့ပဲနေထိုင်အောင်လိုက်ဘယ်လိုရှင်းမှာတော့လက်ညှိုးမေးနေကိုဆိုင်အေးရောက်တယ်ကျပတ်စံအေးခုနလေးအဲ့ဒါသူထဲမှာပြောတယ်လေအဲ့ဒါသေးလေးပဲရှင်းအောက်ပါပဲဘာမှထားတော့တဲ့အကြောင်းမရှိဘူးငလေကြီးနော်လူလေကြီးဒါဆိုကိုကွာကိုဆိုင်ပါလားရှင်းပါလားဟမ်သူတောင်းတော့မထင်နဲ့ဘိုးဘေးမလို့ဆုံးထားတယ်လို့ပါဟိုတချင်းအနောက်တချင်းရှိရဟောအနောက်တချင်းလေးနဲ့ချက်လောက်ဟုတ်တယ်ရဲ့နဲ့ performance လေးလုပ်ပြပါဟာငါပြောတာလည်းအဖက်မလုပ်ကြဘူးကတပတ်နှစ်ပတ်ငါတပတ်နှစ်ပတ်10ပတ်သူအဲ့တချင်းလေးလုပ်ပါလူကိုယူပါတဲ့ကိုချမ်းသာပေးပါတယ်အဲ့တချင်းကြားတော့မကြောက်ဘူးဘူးလဲသူဘလို့ကြောက်ဘူးမှာတော့မကြောက်ဘူးတော့ဘလို့အဲ့တချင်းလေအဲ့ရောက်ရှာပေးမှာလူကျိုးကလည်းရှာပေးအခုကပြပါတေးလေးပေါ့တေးရောပတ်ဆိုးဟာဘာလို့ပြောနေတော့လို့ရလားလက်ကြောခိုင်မသိဘူးခိုင်မသိဘူးဘယ်လိုလဲခိုင်မသိတော်ပြီ